ဒီတော့မှဘေးကလူကြီးဟာအိုတိုကိုလမ်းပြီးကျွန်တော်ကိုကြည့်လာတယ်။ကျွန်တော်ကလည်းပြန်ကြည့်လိုက်တယ်။ပြီးဘာမှမဖြစ်သလိုပုံမှန်အတိုင်းအကြည့်လွှဲပြလိုက်တယ်။ဒါပေမဲ့ချက်ချင်းပဲလွှဲလက်စာအကြည့်ကိုရုပ်သိမ်းပြီးသူ့ကိုပြန်ကြည့်လိုက်မိရဲ့။အဲ့ဒီဘေးနာကလူကလည်းကျွန်တော်ကိုကြောင်ကပြန်ကြည့်နေပါပဲလား။ယူဤဟာတွေ့ကန်လိုက်ဆိုင်လိုက်တာ။နေလေဒီကားနဲ့လိုက်မှခီးသွားတဲ့ပေါ့ဟုတ်လားအေးကောကျွန်တော်လည်းရှင်းပြဝမ်းသာသွားတယ်သူလည်းဒီလိုနေရာမှာပြန်တွေ့ရမယ်လို့ထင်မထားခဲ့ပဲသူလည်းသိဝမ်းသာကောင်းတယ်လို့အချာကြီးရှိနေရဲ့နှစ်ယောက်ကပြုံးတဲ့တဲ့နဲ့ရေးပြနေကြပြန်ရောတော်တော်ကြာတဲ့အထိပေါ့နောက်တော့လေစကားနေတဲ့သူ့ဝတ်တဲ့အတိုင်းသူငြိမ်သွားတယ်လို့ကျွန်တော်ကလည်းအလိုက်တည်လိုက်ပါငြိမ်သက်ပေးလိုက်ပါတယ်ကိုကုံကိုကြောမေးပြီးမေးဆက်နေလိုက်တယ်ခဏကြာတော့ခါကစာတင်ထွက်ခွာပါတယ်ဖြစ်ကနဲ့မေးဆက်လွာချလာတဲ့မျက်ခုံကိုရုတ်တရက်ဖွင့်လိုက်တယ်ပြီးကားပေါ်ခီးတဲ့တွေကိုမျက်လန်းမိသလောက်ကျွန်တော်မသိမသာအကေးခံနေရပါပြီဘသူဟာအကြီးချုံသားတဲ့ရန်သူလဲဘသူဟာကျွန်တော်အတွက်အနေဟိုယူဆောင်လာသူဖြစ်မလဲနှလုံးနဲ့ကြည့်အောင်လည်းမသိနိုင်ပေမဲ့ကျွန်တော်နှလုံးနဲ့ပဲကဆာအခဲခံရတော့မှာပဲဘာလို့ဒီလိုလုပ်ရတာလဲကျွန်တော်ဘာလို့ဒီလိုခောက်ဝါလူတွေကိုတန်နေရတစ်ပိုင်းနဲ့အခဲခံနေရတာလဲပြီးတော့ဒီကားပဲဟောကျွန်တော်ဘာကြောင့်ရောက်ရှိလာရတာလဲအဖြစ်အပျက်ကိုအကြောင်းစုံပြန်ခင်းပြရရင်အတိတ်တော့ဒါအသိကောင်းတာခွဲအဝင်ကောင်းပြီအသေးကိုရှိခိုင်အောင်လည်းနေပုံမှန်လေးမတက်ပေါ်အောင်ကိုမိဝဲတော့မြင်လေမနက်မိုးလေးနဲ့ကခေါင်းမထောင်နိုင်အောင်ကောင်းလိုက်တာမျိုးရေတော့တိုင်းအော်အန်လာမျိုးတွေမဖြစ်တော့ဘူးထမင်းစားလို့လည်းရမ်းကောင်းတယ်ဘယ်ရက်တော့ထမင်းစားကောင်းပါလေခွာဒါကကောင်းတယ်ခွဲတချို့ရက်တွေကအခုထမင်းစားတဲ့အခါရရှိမဲ့အာဟာရဓာတ်တွေကိုတိုက်ပြတ်ဖြစ်တာမျိုးရှိပေမဲ့ဒီရက်ကတော့တခြားအာဟာရဓာတ်ကိုမထိခိုက်စေဘူးတဲ့ဒီမှာညှောင်းပါပါတယ်အခုရဲ့အင်္ဂလိပ်လိုရေးထားပေမဲ့အခုဖတ်တတ်မှာပါပြည်တွင်းပြကွာပေးကြည့်ပါအခုရဲ့အယောင်းဝန်ထမ်းမလေးရဲ့အတန်တစီစီချားမှာပဲကျွန်တော်ပလင်းလေးကိုလှည့်ပတ်ကြည့်နေမိတယ်ပလင်းလေးကအထဲမှာကျင်းနေအောင်ရဲ့နဲ့တောက်ဖာနေတယ်ဘာကြောင့်လဲမသိကျွန်တော်နည်းနည်းလေးစိတ်မကောင်းဖြစ်သွားနေမိရဲ့ပြုံးရွှင်တော့လာစားအကြက်လက်ကြကြစကားဆိုနေတဲ့ဒီရောင်းဝန်ထမ်းမိန်းကလေးဟာအရက်ကုမ္ပဏီတစ်ခုရဲ့အယောင်းဝန်ထမ်းလေးမဟုတ်ပဲတက္ကသိုလ်ကျောင်းလူလေးတယောက်ဖြစ်နေရင်ဘလောက်ကောင်းမလဲဆိုတဲ့အတွေ့မျိုးဝင်ပြီးလို့ပေါ့ကောင်မလေးကကျွန်တော်တန်းအနေငယ်လောက်ပဲနေမဲ့တက္ကသိုလ်ကျောင်းလူရွယ်လေးပါပဲဒါမှမဟုတ်ကျောင်းပြီးပွဲရပြီးလေးနဲ့ဒီအလုပ်ကိုဝဲလုံးနေရလားကျွန်တော်လေးလောက်ထိနည်းနည်းဆန်းဆန်းချက်ချက်တွေးမိသေးရဲ့ဒီနေ့ကကျွန်တော်ပြည်ပကပြန်လာပြီးတိတ်မကြခင်တရက်ကပါပဲအိမ်ရလူတွေတခြားမျိုးကဆွေမျိုးရဲ့အလူရှိလို့သွားတဲ့ချိန်မှာအိမ်မှာကျွန်တော်တယောက်တည်းကြံခဲ့ရက်ကပေါ့ညမှာဘောလုံးပွဲရှိရကြောင်းအာလူးကျော်နဲ့တောက်ဆရာတခုလေးနဲ့တွဲပြီးဒီညအောင်ဖြတ်တန်းကြည့်မလားလို့စိတ်ကူးမိပြီးအဝဲတော့ထွက်ခဲ့ရပါဒီရောက်တော့ဖျားမကတစိမ့်တဲ့တကူကိုအခုလိုညှိုးဝှက်ချော်ညာနေရနဲ့တိုးတော့တာပဲကျွန်တော်ပလင်းမှာပါတဲ့အညုံးစာကိုဖတ်နေရောဝန်ထမ်းမလေးကဆက်ပြောလာတယ်စမ်းသက်သုံးဆွဲကြည့်ပါကိုရဲ့ဘာညောင်းမှမပါတဲ့ရက်တွေတောက်မဲစာဒီလိုအာမခံကောင်းတဲ့ရမကလေးတော့မိဝဲတော့ကျမ်းမာရဲ့အတွက်ဆက်ရက်ဖန်လည်းတက်တာပေါ့ပြီးတော့ညီမတို့ကုမ္ပဏီကဒီတစ်စိတ်တဲ့အတွက်ထူးဆန်းတဲ့ကန်ဆယ်မဲ့တစ်ခုလည်းလုပ်တာတဲ့ထူးဆန်းတဲ့ကန်ဆယ်မဲ့ကျွန်တော်တန်အောင်လိုက်မိသွားတယ်ဟုတ်တယ်အခုရဲ့ဘလို့ထူးဆန်းတာလဲဆိုတော့ကုမ္ပဏီလူကြီးပိုင်းတွေကလောက်ဝတ်ထားတယ်လို့မသိရအောင်ဒါပေမဲ့ထူးထူးဆန်းဆန်းတော့ကျင်းပါမှာစုကြီးတွေကလည်းများမှာတဲ့ဒါကြောင့်ဒီရမကဝယ်တဲ့ customer တွေကိုညီမတို့ကမှတ်ပုံနဲ့နံပါတ် address တွေဖုန်းနံပါတ်တွေတောင်းပြီးမှတ်တမ်းလေးတင်ထားရမှာကိုရဲ့ဒါမှကန်ဆယ်မဲ့ပေါက်တဲ့အခါစိုးရရင်ဆက်သွင်းနိုင်ပါလိမ့်အော်ထူးဆန်းတဲ့ကန်ဆယ်မဲ့ဆိုတဲ့စကားလုံးကိုစိတ်ထဲကနေနောက်တစ်ချိန်ယုံနေတယ်ကဲဒါဆိုတလုံးယူမယ်ကွာကျ
ကျွန်တော်ဒီလိုပြောလိုက်တော့ဝန်ထမ်းကောင်မလေးကလည်းကျေးဇူးတင်တဲ့တရွှင်ရွှင်နဲ့အတူအရက်ပလင်းကိုတုံပိုးပြီးတယ်ကျွန်တော်အမိလိမ့်စာဖုန်းနံပါတ်တွေနဲ့တောင်းပြီးစိတ်ရင်းမှန်သေးတယ်ကန်ဆယ်မဲစိတ်ဝင်စားလို့ရမဟုတ်ပါဘူးဒီလိုပဲကုမ္ပဏီတွေကကန်ဆယ်မဲနဲ့ကြီးညာတတ်တာပဲနောက်မှမပြီးပဲနေလေဘယ်သူမှဘာမှတတ်နိုင်တဲ့ကိစ္စမှမဟုတ်တာကျွန်တော်ကလည်းတိတ်တောက်တတ်တာမဟုတ်တယ်လို့ဘလို့ရက်ကဘလို့ကောင်းမှလဲတိတ်တည်တာမဟုတ်လို့ဒီပလင်းလေးဝယ်လိုက်တာအယောင်ဝင်နေမှလေးကတေချာထုတ်ပိုးပြီးသားတဲ့ပလင်းကိုတည်ဦးတည်ဦးညွန်ပြီးအားပေးရကျေးဇူးတင်ပါတယ်ရှင်ဒီလိုအားပေးတဲ့အတွက်အကိုဒီတက်ပူပြီးချောမောရီမောနဲ့ရုံစင်းရရှိပါစေရှင်မင်းလည်းကြော်ညာထော်ရတယ်ဒါပေမဲ့ကုန်ပစ္စည်းကအရက်ဖြစ်နေရတော့အကောင့်တစ်ပတ်တွန်းပြပြီးထွက်ခဲ့ရဲ့အဲ့ဒီအရက်ဝယ်ခဲ့တဲ့ကိစ္စကတညတာအတွက်တော့အမှတ်ရရှိစေခဲ့တဲ့ကိစ္စမဟုတ်ခဲ့ပါဘူးတောင်းနေနေကိုအရက်ပလင်းဝယ်ခဲ့တဲ့အဖြစ်အပျက်ကိုလုံးဝမေ့လျော့သွားခဲ့ပါပြီဒါလည်းဖြစ်တဲ့မှာဒီလိုပစ္စည်းတစ်ခုခုကိုသမားယူကြဝယ်သုံးဆွဲလိုက်တာအဖြစ်ပြက်ဟာဘာများအမှတ်တရဖြစ်စေမှာလဲကိုလကညှက်ချလိုက်တဲ့လက်သေးစာလေးတွေလိုအလွယ်တကူမေးဖြစ်သွားရုံလားပြီးတော့အဲ့ဒီရက်ပိုင်းမှာကျွန်တော်နောက်ထပ်အမြဲလွှမ်းမိုးနေရတာလည်းရှိနေလို့ပါပဲအဲ့ဒါတော့ဆရာကတော့ဝယ်ကိစ္စပေါ့များစွာနဲ့အတန်တိတ်ခွဲခွာပြီးတပားသူတွေရင်မိတပားသူတွေရဲ့အကြည့်တွေအောက်မှာနေထိုင်ကြခဲ့တဲ့ကျွန်တော်ကတစ်ချိန်ကတငယ်ချင်းတွေရှိရတစ်ချိန်ကဆရာသမားတွေရှိရတစ်ချိန်ကကျောင်းဆောင်တွေရှိရတစ်ချိန်ကဖြူစင်လုံးလမှုတွေထင်ချင်ခဲ့ရတယ်အမြဲအောင်မိပြန်ခြင်းခဲ့တယ်အခုကိုတိုင်းကုပြည်ပြန်ရောက်ပြီးမကြခင်ပါမယ်တရင်စာထဲမှာကြီးညာထားတယ်ကျွန်တော်တို့ကျောင်းမှာကျင်းပမယ်ဆရာကတော့ပဲကြော်ညာကိုတွားတွေးတော့တာပဲဒါကြောင့်ဒီရက်ပိုင်းကျွန်တော်စိတ်မှာကျောင်းဝင်းလေးပြန်ဝင်ရမယ်ခြေလမ်းတွေရဲ့ခန်းစားချက်သာလွှမ်းမိုးနေရတာပေါ့ဆရာကတော့ပဲနေရလဲပြောခဲ့ရပါတယ်တွေ့ကျင်တဲ့သူတွေရောတွေ့လောက်မှထင်တဲ့သူတွေရောမတွေ့နိုင်တော့ထင်တဲ့သူတွေရောအားလုံးကိုအားရပွဲတွေ့ရပါတယ်ဆရာတွေကိုကြောက်ရတာလဲငြင်းချမ်းအေးမြရပါတယ်ဒါပေမဲ့ထူးခြားတာတစ်ခုကလည်းအဲ့ဒီနေ့မှာစတင်ခဲ့တာပါပဲဆရာကတော့ဝဲပြီးကနေအချိန်မှာအမေမသိသူတယောက်ရဲ့ဖုန်းနံပါတ်တစ်ခုကဝင်လာပါတယ်ကိုနဲ့မင်းကြီးရဲ့ဖုန်းနံပါတ်တစ်ခုကျွန်တော်ကောက်ခိုင်းလိုက်တော့ကိုယ်ကျွန်တော်ရှိမှခင်ဗျာဆိုရဲစကားကိုစတင်ချလိုက်ရပါတယ်ကိုယ်ကျွန်တော်ရှိမှကိုထိုင်ပါခင်ဗျာအနောက်ထိုင်ဝဆောင်နဲ့ကြာနာဝတ်ဆင်ထားတဲ့လူကကျွန်တော်ဇပွဲရှိရခုံရိုးချိုးညုံပြပြီးပြောတယ်ကျွန်တော်ခေါင်းပြငိမ့်ပြပြီးထိုင်လိုက်တယ်ကျွန်တော်တို့ရောင်ကန်ကုမ္ပဏီကနေစူမိန်ပေါက်တဲ့အတွက်ဂုဏ်ယူပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းပျော်ရွှင်ပါတယ်ကျွန်တော်ကိုရောက်ရှိနေတဲ့နေရာကတော့ငင်းရိုတက်ကြီးရဲ့ဘောဆောင်ထပ်မှရှိရဲ့ကုမ္ပဏီတစ်ခုရဲ့ရုံးခန်းနေမှာပါဆရာကတော့ဘွဲမှာဝင်လာတဲ့ဖုန်းကဒီရမကကုမ္ပဏီကကန်ဆယ်မဲပေါက်တဲ့အကြောင်းကြားတဲ့ဖုန်းပါလူသားစင်စစ်ကျွန်တော်ကနေရင်ထိုင်ရင်ကန်ဆယ်မဲပေါက်တဲ့ကိစ္စကိုဝမ်းမတာပဲနေပါမလားသိပြောတာပေါ့ကျွန်တော်တို့ရဲ့ကန်ဆယ်မဲလက်ခိတဲ့စီစဉ်ရချီးမြှင့်မဲ့စုကြီးဝင်က300ပါခင်ဗျာသူကပြောတော့ကျွန်တော်တို့ဘလုံးချင်းတက်သွားတယ်တရင်ကလောဘစိတ်ကိုဒီလိုခံစားရစေဒါပေမဲ့သူကနောက်ဆက်တွဲစကားထွက်လာတော့တခြားအကြောင်းရှိလေဦးမယ်ကျွန်တော်ကယူတဆိုင်နားထောင်လိုက်တယ်ဒါပေမဲ့အစီအစဉ်ရကန်ဆယ်မဲပေါက်တဲ့သူက900ဖြစ်နေတယ်အခုကအဲ့ဒီထဲမှာဖုန်းနဲ့တယောက်ပေါ့ဒီတော့ကျွန်တော်တို့9ယောက်ကအဲ့ဒီ300ကိုခွဲယူရမှာပေါ့မဟုတ်ဘူးခင်ဗျကျွန်တော်တို့အစီအစဉ်ရအဲ့ဒီ9ယောက်ထဲမှာတယောက်ကမဲတက်နိုင်လိုက်ရပါတယ်အဲ့ဒီလိုမဲနိုင်လို့ပေါက်လာတဲ့တယောက်ကအခုပါပဲကျွန်တော်ဒါဆိုကျွန်တော်တယောက်ကတင်ငွေရအောင်ပါမဟုတ်ဘူးခင်ဗျလောက်ပြန်ပြီကျွန်တော်ကဝမ်းတာလိုက်အဲ့ဒီဝမ်းတာမိုးကခလုတ်ပြန်တိုင်းလိုက်နေဖြစ်နေရဲ့သူကလည်းမဟုတ်ဘူးခင်ဗျကြီးပြောနေရအောင်မဟုတ်ပါဘူးနောက်ဆုံးတယောက်တည်းမဲပေါက်တဲ့ကိုကထွက်ပြေးသူဖြစ်မှာပါဗျာဘလို့ကျွန်တော်နားမလည်ဖြစ်သွားတော့တပတ်လူပြုံးတယ်ကျွန်တော်နားမလည်ဖြစ်သွားမှာကိုချိုးတင်နားလည်ထားတဲ့ပုံနဲ့ကျွန်တော်ဖြည်းဖြည်းချင်းရှင်းပြပါမယ်အခု
ကျွန်တော်တို့ရမကားကုမ္ပဏီကခီးကားလုပ်ငန်းတစ်ခုကိုလည်းထောင်ထားပါသေးရဲ့လေ့လာရေးဖျားမှုအပန်းပြေစသဖြင့်ခေါင်းစဉ်မျိုးမျိုးနဲ့ပေါ့ပို့ဆောင်ပြတဲ့နေရာရတယ်တွာလာလေးရှိရဲ့နာမည်ကြီးနေရာတွေမဟုတ်ပဲလူသူရောက်ပေါင်နေပြီးတာယာရဲ့မျိုးကလေးတွေစီပို့ဆောင်ပေးတတ်ပါတယ်အစီအစဉ်ကတော့ကောင်းတာပဲစင်ရောပြေရလားအစားဆိုတော့အခက်ခဲတော့များတော့မှကျွန်တော်တို့ကလည်းပုံစံအသစ်နဲ့လုပ်တာဆိုတော့ဝန်ဆောင်မှုကိုအဓိကထားလိုက်တယ်ပြီးတော့ကျွန်တော်တို့ပို့ဆောင်ပေးမယ့်မျိုးနာမည်ကိုမပြောဘဲဝတ်ထားပြီးတခြားနာမည်ပြောင်းလေးပဲပြောပြထားတယ်ဒီတော့ခရီးသွားရင်လည်းစိတ်ဝင်စားမှုပိုတာပေါ့စမ်းတော့စမ်းမယ်အဲ့ဒါနဲ့အခုကျွန်တော်တို့ကန်ဆယ်မဲ့ပေါက်တာနဲ့ဘာဆိုင်လို့လဲဆိုင်နာမို့အကိုရဲ့သူကချက်ချလက်ချရှိရှိလန်းလန်းရှင်းပြပါတော့တယ်ကျွန်တော်တို့စီစဉ်ရဂိတ်တစ်ခုလောက်ထားတယ်အခုကန်ဆယ်မဲ့ပေါက်တဲ့9ယောက်ကတယောက်နဲ့တယောက်မသိကြအောင်မြင်လဲမမြင်ဘူးကြသေးဘူးဒီအချင်းနေတိုင်းနဲ့ပဲအဲ့ဒီ9ယောက်ကိုတခြားလေးလာရေးခီးတွေနဲ့တူကားတစ်စီးနဲ့မျိုးတစ်မျိုးလှုပ်ပေးလိုက်မယ်အဲ့ဒီမျိုးရောက်တဲ့အခါအဲ့ဒီ9ယောက်ကတယောက်ထွက်ပြေးရမယ်ကျန်တဲ့လူ4ယောက်ကကိုယ့်အစီအစဉ်နဲ့ကိုဖမ်းဆီးရမယ်9ယောက်ထဲမှာမဲချက်နိုင်ပြီးမဲပေါက်ထားတဲ့ကူဟာဒီကိန်းအတွက်ထွက်ပြေးရမယ်သူပေါ့အချင်းကိုနှိုက်ရပေးထားမယ်မြို့ဝင်မှာကားရပြီးတခြားခီးတွေနဲ့တူအကူ9ယောက်ကိုပါချခဲ့မယ်နှစ်ရက်ပြည့်တဲ့နောက်နနခင်းမှာမြို့ဝထွက်ကကားရှိတဲ့နေရာကိုပြန်လာရမယ်ကားစီကိုအကူတယောက်တည်းရောက်လာနိုင်တော့ဒီကိန်းရဝင်တာအကူဖြစ်ပြီးစုငွေ300ရမှာပေါ့တခြားသူကအကူပန်းစီလာနိုင်ခဲ့ရင်တော့အဲ့ဒီလူကစုတွေကိုတိမ့်ပိုက်တော့မှာပေါ့ကျွန်တော်မျက်မှောင်ကုန်နေမိရဲ့သူပြောပြလို့ဂိမ်းပုံစံကိုတော့နားလိုက်ခဲ့ပြီဒါပေမဲ့အချင်းချင်းလည်းမသိကြပဲဘသူကဘယ်ထွက်ပြေးရမှန်းသူမှန်ဘသူကဖမ်းဆီးရမယ်သူမှမသိကြပဲနဲ့ဒီကိန်းကလှောက်ရှားအသက်ဝင်လာပါမလားစိတ်မပူပါနဲ့ကျွန်တော်တို့ကြိုတင်စမ်းသပ်ထားတဲ့ကိန်းမှာတယောက်နဲ့တယောက်အကဲခတ်နိုင်စမ်းကစကားပြောတော့မှာပါညံအားနေပြီးစိတ်လှုပ်ရှားလွယ်တဲ့သူဆိုရင်တော့ဒီကိန်းကလူမှန်ရေးမိလွယ်ပါတယ်တကယ်ကစားချိန်နဲ့ရောက်တဲ့အခါအကုန်လုံးသိလာပါလိမ့်မယ်အကုန်လွယ်မဲ့တင်အနေရများမှာပဲအကုန်ဖမ်းဆီးအောင်နဲ့300ရမယ်လို့ဆိုတော့ကျန်တဲ့4ယောက်ကညံသုံးကြမှာပဲဟုတ်တယ်ပို့ဆိုင်ရောချသွားမှာပဲကျွန်တော်ခေါင်းတနေနေလုံနေမိတယ်သူကဆက်ပြောတယ်ဝိစားကလေးကခလေးတွေကိုစကားမပြောတတ်ခင်ဘယ်ဘာသာစကားနဲ့မှမင်းနေစီပဲနဲ့တနေ့ရရမှာတတ်တတ်ထားလိုက်ရင်သူတို့ကြီးပြည့်ရွယ်ရောက်လာတဲ့အခါသူတို့ချင်းချင်းနားလေဘာသာစကားတစ်မျိုးထွက်လာတတ်တယ်ဆိုရဲစစ်တမ်းတစ်ခုရှိတယ်ဒီလိုပဲတယောက်နဲ့တယောက်မမြင်မသိသေးတဲ့လူတယောက်ဂိမ်းတစ်ခုနဲ့ထင်းပြီးလှူရှားလိုက်တဲ့အခါဘလို့မြင်ထွက်လာလဲဆိုတော့ကျွန်တော်တို့ခုံလေးတတိယစိတ်ဝင်စားနေတယ်ဒါကြောင့်ဒီလိုဘသူဟာမိတ်ဆွေဘသူဟာရန်သူချိုးမသိပဲစံတော်ဝါတန်နေရရင်လည်းကစားရမယ့်ကိန်းကိုသူကနာမည်ပေးထားသေးတယ်ပါတယ်လေ blind game နဲ့ချားရရုံနဲ့နားထဲမှာမှောင်နေအကန့်ကစားဝဲထဲမှာပါဝင်ရင်ဘလို့မြင်နေရရှိမလဲတဲ့မိဘကလည်းခရီးပဲရှင်နဲ့မနဲ့မမျိုးတစ်ချက်ပြတ်သွားပဲမဲ့ကျွန်တော်လည်းစိတ်ဝင်စားမိရဲ့စိန်ခေါ်မှုတည်းလို့လည်းမြင်မိတယ်ဒီရင်းထဲမှာထွက်ပြေးသူဖြစ်မဲ့အကိုကိုညကန်းလက်ပတ်တဲ့ blind one လို့နာမည်အတူတော့ပေးထားကြပါတယ်ကစားနည်းအတွက်မရှင်းတာရှင်းရင်မေးနိုင်ပါတယ်အကိုမေးချင်တာကျန်တဲ့ blind လေးယောက်ကကျွန်တော်ကိုဖမ်းဆီးရနေရမှာတရားအနာတရားရအောင်လုပ်ကြမှာလားအနေနဲ့အများတော့ရှိပါလိမ့်မယ်အသက်အန္တရာယ်ဖြစ်အောင်တော့မချမ်းသာမှုစီကံထုတ်ပြန်ထားပြီးသားပါနည်းနည်းတော့အပင်ပန်းခံအနာခံရမှာပေါ့ဒါပေမဲ့ဒီကိန်းကကာယအားချက်ညာနာအချင်းပြရမယ့်ကိန်းမှာမကြခင်သိလာပါလိမ့်မယ်ကျွန်တော်ဗမဲ့တခြားပလိုင်းနေရအောင်လူရင်းသုံးကြမှာလားတခြားလူတွေခေါ်ပြီးအဖွဲလိုက်လှုပ်ရှားကြမှာလားသူတို့လောက်ခွင့်ရအဖွဲနဲ့လှုပ်ရှားရင်လည်းလှုပ်ရှားဖို့ခွင့်ပေးထားပါတယ်ဒါပေမဲ့သူတို့ဒီရထွက်ရင်တော့လူရင်းကောင်းကောင်းပါမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့အကူတို့ပို့ဆောင်မခီးစံအတွက်ကားကောင်ရေးအတွက်ကတကယ်လေးလာတဲ့ခီးတွေလည်းကြည့်သလောက်ရှိနေပါပြီ